အောင်ဆုံးဆိုင်ကိုရတယ်အားလုံးပဲမင်္ဂလာပါကိုကိဝင်းကျိုးပေးရနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ထမင်းနဲ့ဖြစ်ပလာတာနဲ့ဖြစ်နံပြားနဲ့ဖြစ်စားလို့ရတဲ့ကြက်သားအုံလုံးဟင်းလေးချက်အောင်ဖြစ်ပါတယ်ထိုင်းလို့ခေါ်မယ်ဆိုရင်တော့ကင်မက်ဆက်မိုင်လို့ခေါ်ပါတယ်ကြက်သားအုံလုံးဟင်းလေးချက်ဖို့ဆိုရင်ကြက်ပေါင်သားကိုသုံးရင်တော့ပိုကောင်းပါတယ်ပြီးရင်တော့မကြီးမဲ့ရည်လေးရဲ့တကြက်ပိုးခောက်ရဲ့ကရဝေးရဲ့ဖာလာစစ်ရဲ့အာလူရဲ့တရုတ်ကျက်သွန်ကြီးရဲ့အုံနို့1000 gram ရဲ့ထိုင်းလို့ခေါ်ရင်ပီကင်မက်ဆက်မိုင်လို့ခေါ်တဲ့အနည်းရဲ့လိုပါတယ်ပီကင်မက်ဆက်မိုင်ကိုတော့ထိုင်းနိုင်ငံစီးရဲမှာရှာဖို့လို့ရပါတယ်အရင်ဦးဆုံးအိုးတွေကိုပါစီမမထည့်ပဲအုံနို့950 gram လောက်ထည့်ပဲပြီးရင်အုံနို့ထဲကရည်ခံသွားပြီးအစီထွက်လာတဲ့အထိကြိုးပေးရပါမယ်အုံတို့မှာရှိတဲ့ရေခံသွားပြီးတော့စီထွက်လာပြီဆိုရင်နောက်ထပ်အုံတို့50 gram လောက်ထည့်ပေးလိုက်ပါပြီးရင်တော့မီးလျှော့လိုက်ပါကဲအဲ့မှာအုံတို့မှာစီပြန်လာပြီဆိုရင်ကျွန်တော်တို့ဈေးကဝယ်လာတဲ့အဲ့ဒီပီကင်မက်ဆက်မိုင်ပေါ့နော်အဲ့ဒီမက်ဆက်မိုင်ကို900 gram လောက်ထည့်ပေးလိုက်ပါပြီးရင်အုံနုံကထွက်လာတဲ့အစီနဲ့အဲ့ဒီမက်ဆက်မိုင်အနည်းတို့ကိုအနက်လေးမွေးသွားတဲ့အထိစီသက်ပေးလိုက်ပါကဲဒီလိုစီလေးပြန်ပြီးတော့အနက်လေးသိမ်းလာပြီးဆိုရင်တော့ကျွန်တော်တို့ကမကြီးမဲ့ရေ၄လုံးရယ်ထညရည်လေးထမင်းစားစိုးတဲ့နှစုံရယ်ကျွန်တော်ကတော့ဇုံနဲ့မဟုတ်ပဲလက်နဲ့ခတ်မှန်ပြီးတော့ထည့်လိုက်ပါတယ်အချိုကြရင်တော့များထည့်နိုင်ပါတယ်ပြီးရင်တော့ငံပြားရည်လေးထမင်းစားစုံနဲ့6ဆုံခန့်ရယ်ထည့်ပြီးတော့စတူရဲတီထားလိုက်ပါပြီးရင်တော့ဖောက်ထားတဲ့အုံလုံးလက်ကျန်200 gram လောက်ကိုအကုန်ထည့်လိုက်ပါအုံတို့ထည့်ပြီးတော့ထူလာပြီဆိုရင်ကျွန်တော်တို့တောက်ရတဲ့ကြက်ပေါင်တုပ်လေးတွေကိုထည့်ပါပြီးရင်ကျွန်တော်တို့ကဒီကပိုးခောက်ရယ်ကလဝေးရယ်ဖာလာစစ်ရယ်အုံတို့နောက်ထပ်900ခန့်လောက်ထည့်ပြီး
ကြက်သားတွေနူးသွားတဲ့အထိ15မိနစ်ခန့်လောက်တည်ပေးလိုက်ပါကြက်သားတွေနူးလာပြီးဆိုရင်တော့ကျွန်တော်တို့ကတောက်ရတဲ့အာလူးတွေကိုထည့်ပြီးအာလူးတွေထပ်နူသွားတဲ့အထိထပ်မံတည်ပေးလိုက်ပါကဲအာလူးတွေစတင်ပြီးတော့နူးလာပြီးဆိုရင်ကြက်သွန်နီကြီးလေးကိုနောက်မှထည့်ပေးလိုက်ပါ။ဘာဖြစ်လို့နောက်မှထည့်ရလဲဆိုတော့ကြက်သွန်နီကြီးတွေကအကျက်မြန်လို့ပါ။ပြီးရင်တော့ဇုံနဲ့အသားလေးဝင်ပြီးအာလုံးနူးသွားတဲ့အထိ BAA နဲ့ထပ်မှန်ပြီးတော့တည်ပေးလိုက်ပါ။ဒီမှာကျွန်တော်တို့ဟင်းကိုမွေရနေရမှာလို့ဇုံလေးနဲ့အသားလေးပဲမွေပေးပါကြမ်းလေးမွေရင်အသားကြီးကြီးသွားတာတော့အာလူးကြီးသွားတော့ဖြစ်နိုင်ပါတယ်ကဲဒါဆိုရင်တော့အားလုံးနူသွားပြီဆိုရင်တော့ကြက်သားအုံတို့နေရပါပြီပြီးရင်တော့ပကံလေးတက်ထည့်ပြီးကိုချိုင်းနဲ့တက်ရနဲ့တွဲပြီးတော့စားသုံးနိုင်ပါပြီအခုချက်ပြပါတာကတော့ထိုင်းလို့ခေါ်ရင်ခင်မက်ဆမိုင်လို့ခေါ်တယ်အုံတို့ကြက်သားဟင်းလေးပဲဖြစ်ပါတယ်ကြည့်ရှုသူတဦးတယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်